ဒါကတော့ကျမတို့ရဲ့တဲလေးဖြစ်ပါတယ်ခုကျမတို့ဒီမှာစပါးတွေစိုက်ပြီးသွားပြီဆိုတော့လေတနေ့ကပင်ပင်ပန်းပန်းနဲ့စိုက်ပြီးသွားပြီဆိုတော့အခုအိမ်ပြန်တော့မှဖြစ်တယ်ဒါဝေးကွာလွန်ထားတဲ့အင်္ဂလိပ်ဒီမှာအဲအင်္ဂလိပ်ကိုပြန်ရမှာဖြစ်ပါတယ်လန့်ချီလည်းတောင်းဝေးပါတယ်ဆုလည်းတောင်းပေးကြပါဦးနောက်ခါဆိုတော့ပြန်လာဖို့မဖြစ်နိုင်တဲ့အချိန်တွေဖြစ်တဲ့အတွက်ကြောင့်မှတ်တရလေးနဲ့ရိုက်သွားတာဖြစ်ပါတယ်ရှင်ဒီမှာကျမတအားငါပြတ်နေတဲ့အတွက်ကြောင့်ဒီမှာဘီဟုတ်ဘီအိုထုတ်လေးကိုအမုံလေးနဲ့ရှားလေးထဲမှာထည့်ပါလေ။မကြတော့နောက်ဆုံးကြိုင်ခဲ့တဲ့နှစ်ယောက်ပေါ့နော်။ကျမနဲ့ဆို3ယောက်ဖြစ်မှာပေါ့။ပတ်စကလေးမှလည်းအလုံးလုံးတက်ဆိုရကြည့်တာပါလေ။တစ်ချက်လေးကြည့်ပါဦး။အညို့သေးတွေနဲ့ကြည့်နေတာပဲ။တော်ပါပြီမရိုက်တော့။ဟေးဟိုကမလေးကြည့်ပါဦး။ဟာဒီမှာကျမညီမလေးချောချောလေးပေါ့နော်ပြမနော်။ဟေးဒါပေမဲ့မမြင်ရအောင်တော့တွားပဲမြင်ရတယ်။စိတ်တော့မကောင်း။ကျမတို့အင်ဂျင်လန်းစားနေပါပြီရှင်။ဒီဟာဘာလို့ထင်တာလဲ။ဒီဟာတလုံးပြုတ်ဆော်တဲ့ဟာလေးစပါးဆိုင်တဲ့ဟာခွန်ဆောက်လို့ခေါ်တာစိတ်မကောင်းလိုက်တဲ့ဒီမှာခွဲခွာရတော့မယ်နောက်တစ်ချိန်ကျရင်ပြန်တွေ့နိုင်ဖို့လေရှင်ဒီမှာလည်းငါတက်တူတယောက်နော်နောက်တယောက်ပေါ့နော်ကျမနေဆို2ယောက်ဖြစ်မှာပေါ့အစိမ့်လိုက်စားတာပေါ့နော်ဒီဟာဖြောပြီးတကယ်ဆိုတောက်ရတဲ့အရာဖြစ်တော့အစိမ့်လိုက်မဟုတ်အိုးအစိမ့်လိုက်မဟုတ်ဘူးအမဟုတ်လိုက်တယ်ကျမမှားသွားတယ်နော်ဘာမှစကားဆင်းရတာလည်းမပြောပါနဲ့ဟာခင်းလေးဝဲဆိုနေနေလေးစကားပြောဦးမယ်ပင်ပန်းလိုက်တာဟဲ့ရှင်းမှာသွားတဲ့သူကတော့ဟိုအုတ်ကြီးမဟုတ်ဘူးအဲ့ဒါအုတ်ကြီးရဲ့သမီးလေကျမနဲ့ဆိုအုတ်ကြီးရဲ့သမီးအရင်ပေါ့နော်ဟာစကားမစပြောမယ်ဆိုတော့ကျမတင်းလေးစပါးဆိုင်နေပေါ့နော်ဘောင်းပြိုခဏခဏဆွဲလိုက်ရပါတယ်ကျမတေးလာလို့မဟုတ်ဘူးဖောင်းပြအလိုလိုကြီးလာတာပေါ့နော်ဒါအတုခါရောက်ပါတယ်လို့မာဒီလိုအကြိုက်ဆင်းရအောင်ပေါ့နော်မာရွက်ကလေးဟာဆိုလည်းဒါအားထားနေရတယ်စိတ်ကောက်ထားကြတဲ့အတိုင်းပေါ့နော်အကွာဝေးတွေကလည်းလို့ပါပဲရအိုးရေမန်မအကျဲပါရီခိုးနေတယ်လည်းမသိဘူးချစ်ကြစမ်းပါဦးဒါအကြောက်တယ်ဆိုတော့လေသူတယောက်တည်းမပြန်ရအဖော်လေးတွေပါရီခေါ်တာပေါ့နော်ကျမတို့ကပြီးတော့ဆိုစိတ်ကမကောင်းဘူးအောက်မှာတမြင်ရတဲ့သူတွေအဖွဲတွေကြတော့သူတို့မပြီးသေးဘူးနော်စိတ်မကောင်းဘူးရပါတယ်ဟုတ်တယ်တောင်ပေါ်မှာဆိုတော့အော်ဝေးကွာလွန်ထားတဲ့နေရာဒေသတွေမှာနေတဲ့ချစ်တဲ့တော့ကြောင့်မနော်သူနဲ့သူစကားပြောတယ်လေတိတ်မကြနိုင်ပါဘူးနားပြင်းတယ်လို့ပြောတာမဟုတ်ဘူးနော်အကွာဝေးကိုပြောချင်တာဟုတ်တယ်ဟာပင်ပန်းလိုက်ပါမကြည့်ကြအောင်တဲ့ရအမို့အကာလေးပေါ့နော်ကျမတို့ရွာလေးကျမတို့မှာတာလပတ်တိတ်ပြမတုံးမပြကြဘူးနော်အဲ့ခင်ဗျားတို့တိမှာမဟုတ်ဘူးသူတို့ပင်ပန်းရတယ်ပေါ့နော်အားရတယ်လေခုနတဲလေးပေါ့အနိကရိုက်ပြတာနဲ့ရှပိုင်ရှင်မရှိလို့ဆိုတော့ပိုင်ရှင်မရှိတော့ရိုက်တာပေါ့နော်မပြီးဆုံးနိုင်သေးဘူးအကူစစ်နေကြပါလေဟာပင်ပန်းလိုက်တာအဲ့ဒါတွေကြော်ရမှာပေါ့နော်ပင်ပန်းနေဒီမှာပေါ့နော်ဒီလိုဆင်းရတာခင်ဗျားတို့ဆင်းနိုင်မှာမဟုတ်တော့ဒါအချမ်းတန်လို့နဲ့ကျမတို့တောင်ပေါ်သူတွေရဲ့ပေါ်ပါပေါ့နော်ဒီမှာလမ်းတွေဖိုးကျဲစုကလေးကတော့မောင်းနူရဲ့တဲကလေးဖြစ်ပါတယ်ဆင်းရဲအမိုးမမိုးနိုင်ဖြစ်နေဟဲ့တစ်ချက်လုံးမခွင့်မချင်လို့လေမောင်းဆိုတာဘလို့မျိုးပြောတာလဲအတိတ်ပဲပေါ့နော်မောင်းဆိုတာတို့ပါကျမတီးတလို့ဆိုရင်တော့မောင်းဆိုတာနော်ကြောင်ကိုခေါ်တယ်လို့ထင်တယ်နော်လူမျိုးတွေကလူကိုမောင်းတို့နာမည်ပေးကြတယ်ဝါအန်အိုစီအောင်နော်ကျမဖတ်တာလိုက်ပါကြပါဦးရှင်ရပါပြီကျမတို့စင်လာသူတွေလည်းခြောင်သွားပါပြီမသွားနိုင်တော့ပင်ပန်းလိုက်တာကျမရဲ့ပြောင်းဖူးလေးတွေမိသွားလို့သူများရဲ့ပြောင်းဖူးလေးကိုပြမယ်နော်ဒီမှာဒီလောက်ရှိပြီပေါ့နော်နောက်ကနေပြမယ်နော်ဒီမှာပေါ့နော်ဒီမှာโอ้ဒီမှာချင်းပေါင်ပင်လေးมาအပေါ်ကနေပြန်ဆင်းလာကြတာပေါ့နော်ခုချိန်ကတော့မချောင်းရောက်တော့မှာပေါ့နော်ချောင်းလေးပဲရောက်တော့အောင်မှာဆိုတော့ကျမတို့အကြားရှောက်အောင်မှာဟိုးတနေ့ဖြတ်လာတဲ့ဒီမှာကြောက်တုံးကြီးပဲဖြစ်ပါတယ်အဲ့ဖက်ကနေပြန်သွားကြတာဖြစ်ပါတယ်အရင်တော့ဆိုပေါ့နော်ဒီမှာဟိုဟာဥပေါ့နော်ဒီလိုမျိုးလေအဲ့တော့ကျမတို့အများနဲ့ရှာပြီးတော့မှကျွတ်သွေးလေအကုန်ပို့ဟာအဲ့ကြားထဲမှာရှာရတာပေါ့နော်ဒါပင်ပန်းရဒါမဲ့လေဒီလိုများရုံးကနေကြဆိုတော့ကျမတို့တက်တော့ normal ပေါ့နော်တိတ်ပြမှာထူတော့ပါဘူးအိုးဒီမှာချောင်းမှာကောင်လေးတယောက်တွေ့တယ်ပေါ့နော်ဟာချစ်စရာလေးဟေးကောင်မလေးတို့လိုချင်တယ်ဆိုရင်လည်းကျမတို့လာပြောလို့ရတယ်ဘာလို့လဲဆိုတော့သူကကျမရဲ့မောင်လေးဖြစ်တယ်ပေါ့နော်မချစ်စရာမကောင်းလားကြည့်ကြပါဦး